Hi guys, welcome back to my channel and this is one. Hello everyone, welcome. Today maro welcome. ပည့်ရရှေရရတယ်ပေါ့နော်ငွေဆောင်ကိုနှစ်ညအိတ်သုံးရက်ခီးသွားပြခဲ့ပါရီ။မလေးစီထဲမှာတော့ငွေဆောင်က6လနဲ့ရှင်ရင်ရှေတွေကပို့ပြီးတော့ကြီးလဲကြီးတယ်တန်လဲတန်တယ်လို့တော့ခန်းစားရတယ်ပေါ့နော်။မလေးသွားခဲ့တဲ့ travel itinerary ကို description မှာရေးပေးထားပါရီ။ကဲတော့ဝလေးက voice over video တွေဆိုလို့ရှိရင် personally လုံးဝမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဝလေးကိုယ်တိုင်ကသူများရှိမှစကားပြောတာအရင်ရှက်တဲ့အတွက်ကြောင့်မို့လို့ဒီလိုပဲ voice over video ကိုတင်ပြလိုက်ပါတယ်တောင်တလန်းကိုကြည့်ချင်တာနဲ့တငယ်ချင်းတဲ့နေရာလေးပြီးတော့ထားလိုက်ပါတယ်တကယ်ရငွေဆောင်မရောက်ဘူးလားဆိုတော့မဟုတ်ဘူးပေါ့နော်တစ်ခေါက်တော့ရောက်ဘူးလေဒါပေမဲ့လွန်ခဲ့တဲ့စနေကျော်ကဆိုတော့သူ့ရဲ့တောင်တလန်းဘာညာအကုန်မေ့ကုန်ပြီပေါ့နော်အခုကြာမှပြန်ပြီးတော့တေးဆဆလေးကြည့်တာပေါ့ဆိုတော့တော်တော်လှပါတယ်တော်တော်ယူလှတာပါတကြလေးတက်တချင်းလေးဖွင့်တချင်းလေးနာထောင်ပြီးတော့ဘေးကရှုခင်းတွေကိုကြည့်တဲ့အချိန်မှာတော့အမလေးနေပဲရောက်သွားသလိုပဲအရန်မိုက်တယ်မလေးတို့ငွေဆောင်ကိုနေကင်းမရောက်တာပေါ့နော်12ကျော်တယ်တနိုင်လေးကျော်တယ်ထင်တယ်အဲကြောင့်မလို့ဝင်လို့ပိုက်စာနေရနဲ့ရောက်ချင်းကိုပင်လယ်ယူနေပါကြည့်ပြီးတော့ထမင်းစားလိုက်ပါရီကဲ finally ရောက်လာပါပြီဒါကတော့ဝင်လို့ဟိုတယ်ကထွက်လို့ရှိရင်မြင်ရတဲ့ဒီကန်ကြီး view ပေါ့နော်ဝင်လို့က sea view လည်းမဟုတ်ဘူးဝင်လို့ခန်းပေါ့နော်ဟိုတယ်ထွက်ချင်းမှာလည်းကန်ကြီးကမရှိဘူးပေါ့နော်ဟိုတယ်ကနေမှလမ်းလေးနည်းနည်းပေါ့နော်အဲ့လိုရှောက်ပြီးတော့မှကန်ကြီးရောက်တာပါဒါပေမဲ့အရန်ဝေးတော့လည်းမဟုတ်ဘူးပေါ့နော်အဆင်တော့ပြေပါဒီလေဆာပြရနေကြိုးစားပန်းစားမိတ်ကပ်ဖြတ်ပြီးတော့ခဏနာပါရီဝလတို့ညနေ4နာရီခွဲလောက်မသိဘူးအဲ့လောက်မှာဂျပန်ကော်ဖီဆိုင်ကိုဆက်ပြီးတော့သွားပါရီဂျပန်ကော်ဖီဆိုင်ကဝယ်လို့ဟိုတယ်ကနေဆိုလို့ရှိရင်တော်တော်ဝေးရပေါ့နော်တခြားဟိုတယ်တွေတော့မပြောတတ်ဘူးစိတ်ထဲမှာဘယ်လိုတော့ထင်လဲဆိုတော့ဝေးလုံးအားကြီးလို့ဒီတုတ်တုတ်နဲ့ပဲရန်ကုန်ပြန်ပို့နေရလားပေါ့နော်အဲ့လိုမျိုးတော့ထင်မိပါတယ်လမ်းမှာကခြုံပုတ်တွေတစ်ပင်တွေဒါတွေပဲရှိရပေါ့နော်ဘယ်သူမှလည်းမရှိဘူးဘာဆိုင်မှလည်းမရှိဘူးတော်တော်ဝေးပါတယ်နောက်ဆုံးမှာတော့ဂျပန်ကော်ဖီဆိုင်ရောက်သွားပါတယ်သူ့ရဲ့ decoration လေးကသူတို့ကြညာအတိုင်းပဲတကယ်လာပါတယ်တော်တော်လေးလာရပေါ့နော်ဘာလို့လဲဆိုတော့အောက်တိုးဖြစ်တဲ့အခါကျတော့ lighting ကလည်းရန်ကောင်းတယ်ပြီးတော့နေရာကြီးလည်းရှိရတဲ့အတွက်ကြောင့်မလို့ရန်ကုန်က coffee ဆိုင်နေလို့ပေါ့နော်နေရာချင်းချင်းလေးမှာပဲ decoration လေးတွေပြုတ်သိပ်ပြီးလုပ်ထားမျိုးမဟုတ်ဘူးလမ်းလေးရှောက်လို့ရတယ်ရှောက်ကြည့်လို့လည်းရတယ်ပေါ့နော်ဒါပေမဲ့ဝယ်လေးတို့ကအဲ့မှာတနိုင်လောက်ပဲနေခဲ့တာဆိုတော့ပုံတွေတော့သိပ်မရှာခဲ့ဘူးပေါ့သူများကြီးလို့ပေါ့လေသူများတွေကကြတော့အဲ့မှာရိုက်တယ်စားလဲစားတွေရိုက်လဲရိုက်တယ်ရှောက်လဲကြည့်ရပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်သွားချင်တယ်တဝင်ရတာဝါသနာပါတယ်ဆိုလို့ရှင်တော့သွားလို့ကောက်ပါလေရစာကိုတော့ညာစီမှာဒီအကင်နဲ့တမော်ဒီတောင်ရယ်ပြီးတော့ရခိုင်မုတ်တီရယ်စားခဲ့ပါတယ်ပြီးတော့အေးလေးလည်းတောက်ခဲ့ရပေါ့နော်ရစာလေးတွေကတော့စားလို့ကောက်ပါတယ်ဒါပေမဲ့တမော်ဒီတောင်ကရခိုင်တောင်ဆိုတော့လေအရန်ဆက်ပါတယ်ရခိုင်တောင်ကဆိုမှတကယ်ချင်းကဆက်ဆိုပြီးပြောလိုက်တော့ဆက်တာရောလေမစားနိုင်တော့တဲ့အထိပဲပေါ့နော်ဒီတို့မှာတော့မနက်4နာရီ15ထားပြီးတော့တပ်ပုံအစောကြီးထားရိုက်ပါတယ်မိတ်ကပ်တွေပါပြင်တာနဲ့ဆိုတော့6နာရီမှတော့ကန်ကျိုရောက်သွားပြီပေါ့နော်ဒါပြန်မှောင်နေတော့မယ်ဒါလေးကတော့လက်ကိုယ်တိုင်ထိုးထားတဲ့ crochet အင်ကြီးပါလိပ်ပြားကအပေါ်နဲ့တက်နေရတဲ့အောက်ကိုဆွဲချနေရပါတော့မနက်6နာရီဆိုပေမဲ့ဘယ်သူမှမတွေ့ဘူးပေါ့နော်အပြင်မှာလည်းမှောင်နေတော့မယ်တော်တော်လေးကိုမှောင်တာပါ4နာရီလောက်ထင်ရတယ်ပေါ့နော်ကန်ကျရောက်ပြီးနည်းနည်းလောက်ကြာတော့မှပဲနည်းနည်းလေးလင်းလာတာပါဒါကတော့ပထမဦးဆုံးကျွန်းခီးစဉ်ဖြစ်တဲ့ငှက်ကျွန်းကိုရောက်နေရပါspeed boat ကလေးရှိလဲခေါင်းမှရက်တာပေါ့နော်ဝင်လို့တော့ဒီငှက်ကျွန်းအထိကိုလမ်းလျှောက်ပြီးလာတာပါရေကတော့တိမ်နေဒါပေမဲ့ကြောက်ခဲတွေပိုင်းများနေတဲ့ခါကျတော့အဲဒီကြောက်ခဲလေးတွေကနေမချောအောင်လို့တော့ queue ဆိုင်ပြီးတော့ဒီငှက်ကျွန်းစီကိုလာရတာပေါ့နော်ငှက်ကျွန်းရောက်ပြီးတဲ့အချိန်မှာတော့လှေကအမြင့်ကြီးကိုထပ်ပြီးတော့တားပါတယ်မောရာဆိုတာရှာထွက်တဲ့အထိပဲပေါ့နော်ဆင်းတဲ့လူတွေရောတက်တဲ့လူတွေရောများတဲ့အခါကျတော့ရှောင်ပြီးတော့တက်လိုက်ခဏနားလိုက်နဲ့လေကားကြီးကလည်းဆောင်းကြီးပေါ့နော်အိမ်မက်ထဲကလေကားလိုပဲဆောင်းမတ်ကြီးကြောက်စရာကြီးစပီးပုတ်ချေစုနဲ့မျက်နှာတစ်ချမ်းလုံးနဲ့စားရည်တွေပတ်တာဆိုတာဆက်ပြီးတော့လေလူယုံမပေါက်တဲ့အထိပဲဆိုးရွှဲပြီးတော့တပိုင်းလုံးအပေါ်ရောက်တဲ့အချိန်မှာတော့တပ်ပုံလှလှလေးရိုက်မယ်လို့အားခဲ့တာပဲမဲ့ပုံတွေကတော့တိတ်မကြိုက်ခဲ့ပါဘူးအပေါ်မှာလည်းလူတွေကြိတ်တိုးပဲပေါ့နော်လူတွေဆိုတာအများကြီးပဲဒီလူတွေကိုတန်းစီပြီးတော့တပုံရိုက်ရတာပါသူ့လှည့်နေသူပေါ့နောက်ဆုံးတော့ကိုယ့်ဘက်ကိုရိုက်လို့မလှမဲ့အတူတူတော့လှတဲ့ရေပြင်ကြီးကိုပဲကြည့်ပြီးတော့ဗီဒီယိုတွေရိုက်ခဲ့ပါတယ်ပုံတော့လက်လျှော့လိုက်တယ်ပေါ့နော်
ရေကြည်ချက်ကြီးကတော့အပေါ်ကနေကိုဝုန်းဆိုပြီးတော့ခုန်ချခြင်းစရာကောင်းလာအောင်အရန်လှရပေါ့နော်တော်တော်ကြည်တာပါလူတွေကတော့ vlog တွေအတိုင်းပဲအရန်ကိုများတာပါပူတာလည်းတော်တော်ပူပါတယ်ကိုလည်းဓာတ်ပုံရရဖို့တန်းစီပြီးတော့စောင့်နေတဲ့အချိန်မှာစောင့်နေရတဲ့ခန်းစားချက်ကြီးရပါတော့ကိုတင်းဆန်းလို့ပဲအပေါင်းခံထားရသလိုပဲတငွေ့ငွေ့နဲ့ပူနေတာဒါကတော့ရှေးလေးမတောက်တစ်ခေါက်ပဲကူးတက်ပြီးတော့စူးစမ်းပန်းစားရှင်ငုံနေတဲ့ကျမပါသူတို့ရိုက်ပြလိုက်တဲ့frame က portrait ဖြစ်နေတော့ YouTube follow နဲ့ဆိုလို့ရှိရင်တော့ကြည့်ရတာသိအဆင်ပြေပေါ့နော်ဒါမဲ့ဘယ်လိုကလဲဆိုတာပြချင်လို့ဒီတာ reference သဘောမျိုးလေးထည့်ပေးထားပါတယ်ဒီ natural အတန်လေးကိုလည်းတစ်ချက်နားထောင်ကြည့်ပေါ့နော် plop 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 နဲ့အရင်နားထောင်လို့ကောင်းပါတယ်မလေးတို့ကငွေဆောင်မှာခေတ်စားနေတဲ့ package ဖြစ်တဲ့ငှက်ကျွန်းရဲ့ကျွန်းလျာရှိရဲ့လိတ်ကျွန်းရဲ့အဲ့သုံးခုကိုသွားခဲ့တာပါလိတ်ကျွန်းကကြတော့ငှက်ကျွန်းလို့လည်းတပုံရိုက်လို့မရဘူးကျွန်းလျာရှိလို့လည်းရှင်ကုန်းလို့မရဘူးပေါ့နော်အဲ့တော့သူ့ရဲ့ကျွန်းပုံစံကလိတ်လိုမျိုးဖြစ်နေတာလေးကလွယ်ပြီးတော့ကျန်တာဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒီတိုင်းလေးပဲ speed boat ပေါ်ကနေကြည့်ပြီးတော့ပြန်လာလိုက်ပါတယ်တကယ်က speed boat ပေါ်က view ကိုလည်းရိုက်ပြချင်တာပေါ့နော်ဒါပေမဲ့ speed boat ကတအားခုန်နေတဲ့အခါကျတော့ဖုန်းပြုတ်ကြမှာဆိုတာနဲ့ရှိုက်တော့မလာခဲ့ဘူးသူများတွေကတော့ရှိုက်တယ်ပေါ့နော်ဒါပေမဲ့ဝင်လေးကအဲ့လိုနည်းအစိုးရင်လုံးပြီးတော့ဘာမှရိုက်မလာခဲ့ဘူးပေါ့နော်ညနေဘက်မှာတော့ဝန်လေးစူးစမ်းပန်းစားပတ်လန်ချထားတဲ့ picnic file လေးကိုရအောင်လို့ဖန်တီးယူပြီးတော့ဓာတ်ပုံလှလှလေးတွေရိုက်ခဲ့ပါတယ်အုံသီးမြင်အုံးရည်တောက်ခြင်းနဲ့မွေးရပါယောဂတစ်ခုကြောင့်ဒီအုံသီးကိုလက်တစ်လုံးလုံးတယောက်တည်းကောင်းအောင်ပဲတောက်လိုက်ပါတယ်ည9 နာရီလောက်မှာဒီကန်းချစ်ဘက်ကိုပြန်ဆင်းပြီးတော့ပေါ့နော် night photo shoot တစ်ခုထပ်လုပ်ခဲ့ပါသေးတယ်လက်ထဲကိုကြည့်လိုက်ပါအမမီးသီးနဲ့ပေါ့နော် lighting ကောင်းအောင်ဆိုပြီးတော့အဲ့ဒါကြီးပါအင်းကနေထည့်လာတာပါဒီ hotel ကနေဆင်းလာတဲ့အချိန်မှာပေါ့နော်ဒီ hotel နားမှာဘားရှိတယ်အဲ့ဒီဘားမှာဒီ M+ ဆိုနေရပေါ့နော်အတန်းလည်းကောင်းတယ်တချင်းတန်တွေလည်းကြားနေရတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကတော့မွေးနေတဲ့အတွက်ဝင်မကြည့်ခဲ့ပါဘူးနောက်ဆုံးတော့မရောက်ချင်းမပြန်ချင်းနဲ့နောက်ဆုံးလေးကိုရောက်လာပါပြီ။အဲဒီတော့မနက်စာစားပြီးတော့ကန်းချေကိုဆင်းပြီးတပုံရိုက်သေးရပေါ့နော်။ဒါပေမဲ့လုံးဝဒီပင်လေးကြီးကို follow ရိုက်ဖို့အတွက်တတိမရပါဘူး။အဲ့တော့ဒီကန်းချေကပြန်တက်လာပြီးတော့ဈေးသွားတဲ့ follow လေးကိုပဲထည့်ပေးထားပါတယ်။ဝလေးတို့ကဒီဆွဲကြိုးလေးတွေလက်စွပ်လေးပေါ့နော် fancy ပစ္စည်းလေးတွေသွားဝယ်တာပါ။ဝလေးအဓိကဝယ်ချင်တာပါလဲဆိုတော့ဒီခရုလေးတွေပတ်ထားတဲ့မှန်ပေါ့နော်။အဓိကအိမ်မှန်အကြီးကိုလိုချင်တာ။ဘာလို့လဲဆိုတော့ဝလေးရဲ့အိမ်ကလာတဲ့မှန်အကြီးကိုရှူးမလာဘူး။ဒီရောက်မှဝယ်မယ်ဆိုပြီးတော့တကူးတက်ကအောင်မှစီစဉ်ပြီးတော့လာဝယ်တာပေါ့နော်။ဆိုတော့ဝလေးဒီမှာမှန်ကိုအကြာကြီးစိမ့်ပြင်းနေပြေးရွှေ့ပြီးတော့မှရွှေ့ယူလာခဲ့တာဖြစ်ပါတယ်။အလေးဝယ်ခဲ့တာကတော့ဒီခရုကီချင်းလေးပေါ့နော်အဲ့ဒါလေးကဖုန်းမှာချိတ်ဖို့ဆိုပြီးတော့ဝယ်ခဲ့တာပါပြီးတော့ဒီရုံးဘူးလေးလည်းဝယ်ခဲ့တယ်ကီချင်းလေးနောက်တစ်ခုလည်းဝယ်လာခဲ့ပါသေးတယ်ပြီးတော့လက်စွပ်လေးက2ကွင်းပေါ့နော်အဖြူတစ်ကွင်း American ဆိုပြီးတော့ဝယ်လာတာပါဆွဲကြိုးလေးကလည်းမျိုးလုံးထဲမှာလှနေရတဲ့ဝယ်လာခဲ့ပါတယ်တကယ်ကပါမဟုတ်ပေါ့နော်ကုန်ကျင်လို့ဝယ်လာတာပါပြီးရင်တော့ကျမအရင်စိုက်တဲ့မှန်ကြီးပါမှန်တော်တော်ကြီးပါတယ်ညနာလည်းကြီးဆန်နေပေါ့နော်အဲ့ဒါလေးကတော့1400မှာဝယ်ရတာတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးမှာတော့မပြန်ချင်းနဲ့ပဲအိမ်ကိုပြန်လာခဲ့ရပါတယ်ဒါကတော့ hotel အပြင်ဘက် lobby မှာပေါ့နော်ကားဆောင်နေနဲ့ရိုက်ထားတဲ့ရှူကင်းလေးပါဝလေး vlog လေးကိုအဆုံးထိကြည့်ပြီးကြတဲ့တယောက်ချင်းဆိုင်တဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းခီးအများကြီးသွားနိုင်အောင်ကြိုးစားပြီးတော့ vlog လှလှလေးနဲ့ပြန်လာခဲ့ပါမယ်Thank you for watching and bye bye